Hello မင်္ဂလာပါရှင်အခုကတော့ခီးသွားနေပါတယ်ဒီခီးစင်ကြီးကတော့ပကံနဲ့မန္တလေးဖြစ်ပါတယ်ရှင်အခုအနေ39မိုင်နော်ဒါအခု39မိုင်ပါbreakfast sandwich ရပြီဖြစ် What ဒီတေးမဘောင်းွယ်လာโอเคတော့အဲ့ဒါအကောင်းဆုံးပဲဘာအိတ်မပြောအိတ်ဟုတ်လေဟုတ်တယ်ကွာတားမထိုင်းနိုင်ခမရကျွတ်တော့အဲ့လိုဖြစ်တာဒီဓာတ်ကိုကျွတ်တော့ဟုတ်တယ်ကြောက်ကောင်းငါလိုက်ပြီတထောင်းပြရလိုက်မစားရငါကမစားဘူးကွာဒီလိုပဲတာတော့ဒီလိုပဲမစားလို့ရတူဘူးနဲ့အရင်စားချင်နေသူတူဘက်ကမွေးနေပါမွေးနေပါမတတ်ရပဲပီတီမျိုးဟုတ်ပါရဲ့အခုကငါတို့ဒီကလောမြေတီးဟောက်မှာပါ39မိုင်ပါမယ်နော်ဒီနေ့ကြီးစင်လေးရငါတို့ပကံရယ်ပြီးလို့ရှိရင်ကြောက်စဲမန္တလေးကတော့မသေးချောက်ကြောက်စဲကဒီရွှေသိန်းတော်ဘုရားမှာလည်းပွဲလာပြီးရင်ပေါ့နော်ဒီနေ့ဘုရားပူးရလာတာဖြစ်ပါရဲ့အနီချိုးမိသားစုရယ်ငင်းနဲ့မမီနှစ်ယောက်ဖက်ပေါ့နော်ဆန်တဲ့သူတော့မပါဘူးကတော့မနှက်စာစားပြီးဆိုတော့စီရလည်းမရှိဘူးဒီစီရန်ရှာ135မိုင်ကိုမောင်းပြီးအမှားပဲစီတန်းစီရမှာပေါ့နော်ဒီ expert နဲ့လာတော့မဟုတ်ဘူးကိုကနဲ့ပဲကိုလာချာဒီမှာကနောက်ဖုံးလေးနည်းနည်းသိတော့ငပိတိတ်ငချင်းတိတ်သိလားအဲ့ဒါဟိုအောက်မှာထားရညီလားညခုံးဝင်းမွေးညီပေါက်ကြီးပါကလောညီတီးဟောက်ပါကဲအဲ့တော့ခီးဆက်လိုက်ပါမယ်ရှင်ဒါ